အားလုံးပဲမင်္ဂလာပါအခုလိုမျိုးပေါ့နော်ကျွန်တော်တို့ကကိုယ့်ရဲ့ဖုန်းထဲမှာ SIM 1 SIM 2ရှိတယ်ပေါ့နော် SIM 1 SIM 2ထည့်ထားတယ်ဒါပေမဲ့ဖုန်းခေါ်တော့မယ်ဆိုရင်ပေါ့နော်အခုလိုမျိုးမပေါ်ဘူးပေါ့နော် SIM 1မပေါ်ဘူး SIM 2မပေါ်ဘူးနော်တဘောတစ်ခု SIM 1ဆိုရင် SIM 1ပဲပေါ်တယ် SIM 2ကပြောင်းလို့မရဘူးပေါ့နော်ဘယ်လိုဖြစ်တာလဲပေါ့နော်ဟုတ်ပြီဒီနည်းလမ်းလေးကိုပေါ့နော်ကျွန်တော် sharing လုပ်ပေးမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့က internet သုံးတဲ့အခါမှာပေါ့နော်ကျွန်တော်တို့က SIM 1မှာကဖုန်းပေရှိတယ်ပေါ့နော် SIM 2မှာဖုန်းပေမရှိဘူးဒါပေမဲ့internet ကကျတော့ SIM 1ကိုချင်းလို့မရဘူးပေါ့နော် SIM 2ပဲပေါ်နေတယ်ပေါ့နော်ဘယ်လိုလုပ်ရမလဲပေါ့နော်ဒီနည်းလမ်းလေးကို SIM 1 SIM 2ချင်းမရတဲ့ကျွန်တော်ရဲ့ mix တွေအတွေ့ပေါ့နော်ဒီနည်းလမ်းလေးကိုကျွန်တော်အသေးစိတ်ပေါ့နော်ပြန်ပြီးတော့မှ sharing လုပ်ပေးသွားပါမယ်တကယ်လို့ကျွန်တော်ရဲ့ mix တွေကပေါ့နော်အခုလိုမျိုးကြုံတွေ့နေရတယ်ဆိုရင်ဗီဒီယိုကိုအဆုံးထိကြည့်ပေးပါโอเคဒါဆိုတော့ကျွန်တော်တို့ကအရင်ဆုံးကဒီကျွန်တော်တို့ဘယ်ကနေသွားမလဲဆိုရင်ဒီမှာဖုန်း setting ကနေသွားမယ်နော်ဒီမှာနော်ကိုယ့်ရဲ့ဖုန်းမှာရှိတဲ့ဖုန်း setting ကနေအရင်ဆုံးသွားပေးပါโอเคအခုလိုမျိုးပေါ့နော်ကိုယ့်ရဲ့ဖုန်း setting ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာ mobile network ဆိုတာရှိတယ်နော်ဒီမှာ mobile network ဆိုတာရှိတယ်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ပေးပါအခုလိုမျိုးပေါ့နော်ဒီနေရာလေးရောက်လာတယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ call ဆိုတဲ့နေရာကိုအရင်ဆုံးကြည့်ပေးပါပေါ့နော်ဆိုတော့ဒီမှာ call ပေါ့နော်ကျွန်တော်တို့ကဖုန်းခေါ်တဲ့အခါမှာပေါ့နော် SIM 1 SIM 2မပေါ်ဘူးဆိုရင်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီကျွန်တော်တို့မှာ SIM card က2 card ရှိတယ်ပေါ့နော် SIM 1 SIM 2ဒါပေမဲ့ကျွန်တော်တို့ဒီဖုန်းခေါ်တော့မယ်ဆိုရင်ပေါ့နော် SIM 1ပဲပေါ်နေတယ်ဒါမှမဟုတ် SIM 2ပဲပေါ်နေတယ်ပေါ့နော် SIM 1 SIM 2ကကိုကြိုက်တဲ့ number နဲ့ခေါ်လို့မရဘူးပေါ့နော်ဘယ်လိုဖြစ်တာလဲဆိုရင်ကျွန်တော်တို့ကဒီနေရာမှာပေါ့နော်ဒီနေရာမှာထားတာကျွန်တော်တို့ကဥပမာဒီလို SIM 1ကိုပဲထားတယ်ဆိုရင်ကျွန်တော်တို့ကဖုန်းခေါ်တော့မယ်ဆို SIM 1ပဲပေါ်မယ်ပေါ့နော် SIM 2လုံးဝမပေါ်ဘူးနော်ဒီအောက်ဆုံးမှာရှိတဲ့ဒီမှာ new set ဆိုတဲ့ဒီဟာကိုရွေးပေးရင်ကကျွန်တော်တို့ကဒီ SIM 1လေးပေါ်မယ် SIM 2လေးပေါ်မယ်ကိုကြိုက်တဲ့ကဏ္ဍနဲ့ကိုကြိုက်တဲ့ number နဲ့ခေါ်လို့ရတယ်ပေါ့နော်ဆိုတော့ mix တို့က SIM 1ရွေးလိုက်တယ် SIM 2ရွေးလိုက်တယ်ဆိုတော့ကိုရွေးတဲ့ number ပဲပေါ်မယ်ပေါ့နော်ကိုရွေးတဲ့ number ကပဲခေါ်လို့ရမယ်ပေါ့နော်အဲဆိုတော့SIM 1 SIM 2နှစ်ခုစလုံးကိုပေါ်စေချင်တယ်ဆိုရင်ကိုကြိုက်တဲ့ကဏ္ဍနဲ့ခေါ်မယ်ဆိုရင်ပေါ့နော်ဒီမှာ new set ဆိုတဲ့ဒီအောက်ဆုံးမှာကျွန်တော်ထားတယ်လို့ပေါ့နော်ဒီပုံစံထားပေးပါပြီးလို့ရှိရင်နောက်တစ်ချက်က internet ပေါ့နော်ကျွန်တော်တို့က data သုံးတာပေါ့နော် data သုံးတဲ့အခါမှာကျွန်တော်တို့ကဒီဘေးကနေတွားရမလဲဆိုရင်ကျွန်တော်ဒီဘာကနေအစကနေပြန်ပြီးတော့မပြပေးပါနော်ဒီကျွန်တော်တို့ကဒီကဖုန်းကနေတွားလေးရတယ်ပေါ့နော်ဖုန်းကနေတွားမယ်ဆိုရင်ဒီမှာပေါ့နော် internet ဆိုတော့ internet ဖွင့်လိုက်ပွင့်ပြတာနဲ့ဒီမှာကြာလေးဖြည့်ပေးလိုက်ကြာလေးဖြည့်လိုက်လို့ရှာအခုလိုမျိုးပေါ်လာတယ်ပေါ့နော်အခုလိုမျိုးပေါ်လာတယ်ဒီမှာခုနပုံစံမျိုးပေါ့နော်ဆိုတော့ကျွန်တော်ကဒီမှာခုလိုမျိုးပေါ်လာတယ်ဆိုအပေါ်ကနေလေးဆွဲအပေါ်ကနေလေးဆွဲပြီးဒီမှာ data ပေါ့နော် data ဆိုတာရှိတယ်ဆိုတော့အဲ့ data လေးကိုတစ်ချက်နဲ့နိကပြီးတာနဲ့ဒီမှာ SIM 2ပေါ်လာတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကSIM 1မှာကဖုန်းပေကုန်သွားပြီ SIM 2မှာတော့ဖုန်းပေရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့က SIM 2ကိုပြောင်းပေးလိုက်ပေါ့နော်အခုလိုမျိုးဒီလိုပြောင်းလို့ရတယ်ဆိုတော့ SIM 2မှာဆိုရင်ကျွန်တော်ကဒီမှာ SIM 2ဖြစ်မယ်ပေါ့နော်ကျွန်တော် Wi-Fi ကိုဖြုတ်လိုက်မယ်နော်ကျွန်တော် Wi-Fi ဖြုတ်လိုက်မယ်โอเคဒီမှာပေါ့နော်ဆိုတော့ဒါကမသုံးချင်ဘူးဒီဖက် SIM card ကမသုံးချင်ဘူးပေါ့နော်ဒီဖက် SIM card ကိုပြန်ပြောင်းရှင်နေဆိုရင်ဘယ်လိုပြောင်းရမလဲပေါ့နော်ဆိုတော့အစကနေကျွန်တော်ပြန်ပြပေးမယ်နော် setting ကနေလည်းတွားလို့ရတယ်နော် setting ကနေပြန်ပြပေးနေ setting ဝင်လိုက်ဖုန်း setting ကိုဝင်လိုက်ဝင်ပြီးတာနဲ့ဒီမှာ mobile network ဆိုတာရှိတယ်အဲ့နေရာလေးကိုနှိပ်လိုက်ပေါ့နော်ပြီးလို့ရှိရင်အပေါ်ကနေလေးဆွဲပေါ့နော်ပြီးလို့ရှိရင်တော့ဒီမှာ data ဆိုတာရှိတယ်နော်အဲ့ data လေးကိုတစ်ချက်နဲ့ပြီးလို့ရှိရင်တော့ကျွန်တော်တို့က SIM 2ကကျွန်တော်တို့ဖုန်းပေကုန်သွားတယ်ဥပမာပေါ့နော်ထားလိုက်ဆိုတော့ SIM 1ကိုပြောင်းမယ်ဆိုရင် SIM 1ကိုနှိပ်လိုက်ပြီးလို့ရှိရင်ဒီမှာ SIM 1ဖြစ်သွားပြီပြီးတော့ဒီမှာအပေါ်မှာလည်း automatic ပေါ့နော်ဒီလိုပြောင်းသွားပေါ့နော်အဲဆိုတော့ဖုန်းခေါ်လို့မရတာရေပြီးရင်ကျွန်တော်တို့ကဒီ SIM 1 SIM 2ပေါ့နော် internet ချင်းလို့မရတာတို့ပါတော့ဆိုရင်ပေါ့နော်အခုလိုမျိုးကျွန်တော်တို့ကဒီပုံစံပေါ့နော်ပြန်ပြီးတော့မှပြောင်းပြီးတော့မှအသုံးပြုလို့ရပါတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်ရဲ့ mix တွေလည်းအားလုံးနားလည်မယ်လို့မျှော်လင့်ပါတယ်တကယ်လို့နားမလည်တာများရှင်းလဲပေါ့နော်ဗီဒီယိုရဲ့ comment အောက်မှာမှန်ပေးခဲ့လို့ရပါတယ်နောက်ထပ်လည်းအခုလိုမျိုးပေါ့နော်ဒီပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုအမေတန်နဲ့ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ရဲ့ page ကိုလည်း like follow လုပ်ပေးခဲ့ပါအောင်လို့အားလုံးကိုပြောကြားရင်းနဲ့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ဒါနောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံကြမယ်။